ဒီအလဲလောက်ကနေပြီးတော့ပေါ့နော်နားလောက်ကနေပြီးတော့မှတို့ဆက်ချလိုက်ပါတယ်ဆက်ချလိုက်တယ်ဆိုတာကဒီအပင်ဆိုရင်တော့ဒါနည်းနည်းလေးဟိုကြီးသွားပြီပေါ့နော်ဒီအပင်ကနေပြီးတော့မှတို့အလဲလောက်အထီကိုတို့ခိုင်းကူးဖို့အတွက်ဆက်ချလိုက်တယ်ဆက်ချပွားလို့ရှိရင်တန်ထွက်လာတဲ့အတက်ပေါ့နော်တန်ထွက်လာတဲ့အတက်ကိုမှတို့တွေဒီဓာတ်နဲ့3ပုံ2ပုံလောက်တစ်ပုံလောက်အထိလီးပြီးတော့မှအဲ့ကနေပြီးတော့မှအုံတန်ကုံပေါ့နော်အုံတန်ကုံကိုတို့ရေစိမ့်တယ်ဒါမှမဟုတ်အုံတန်ကုံမရှိဘူးဆိုလို့ရှိရင်လည်းဒါအုံထဲထဲကအနုအဖက်တွေကိုပဲဆွဲခွာပြီးတော့မှတ냐အိတ်လောက်ရေစိမ့်တယ်ပေါ့နော်ရေစိမ့်ပြီးသွားလို့ရှိရင်တို့တွေဒါဟိုဘေးမှာပလတ်စတစ်အိတ်နဲ့ထည့်ပြီးတော့မှအုံတယ်ပေါ့နော်အုံပြီးတော့မှဒီအထဲထဲမှာလေဝင်တွေထွက်မရှိအောင်လို့တို့ပတ်တီးတွေနဲ့စီးတယ်စီးပွားကြီးဆိုလို့ရှိရင်တော့ဒါကိုတို့အတိုင်းပဲထားပြီးတော့မှထားတယ်ပေါ့နော်ထားပြီးတော့မှတို့ဟိုပလတ်စတစ်အိတ်ပတ်တဲ့အခါမှာလည်းအကြီးနဲ့ပဲပတ်ကပါတယ်ဘာလို့လဲဆိုတော့အသစ်တွေထွက်လာလို့ရှိရင်တို့ကြည့်လို့ရအောင်လို့ပါတို့တကယ်လို့အသစ်ထွက်လာပြီဆိုလို့ရှိရင်တော့တို့အဲ့ဒါကိုအောက်ကနေပြီးတော့မှဓာတ်နဲ့လီးထပ်လိုက်ပြီးတော့မှဒါပြုတ်အိတ်ထဲကိုစိုက်ချင်တဲ့နေရာကိုပေါ့နော်တန်ပြီးတော့မှထားပြီးစိုက်ကြတာတွေ့ရပါတယ်ဆိုတော့ဒါကတော့ဒါကျွန်တော်တို့ထိုင်းနိုင်ငံရဲ့ဘက်ကူးပြီးတော့မှစိုက်တာပေါ့နော်ဘက်ကူးချင်းအားသစ်တို့လိုချင်တဲ့အတီးလိုချင်တဲ့ပုံစံကိုရရှိပြီးတော့မှဒါဒီဟိုအတီးမတီးတော့ဘဲနဲ့အဖို့ပင်အမပင်ကိစ္စတွေလည်းတော်တော်လေးကိုမှကောင်းမွန်သွားပြီးတော့မှတကယ်တို့လိုချင်တဲ့အတီးတွေကိုပဲရအောင်လို့အဲ့လိုမျိုးစိုက်တာပေါ့နော်ဆိုတော့ဒါကျွန်တော်နီးစင်တာလေးတစ်ခုကိုနားဝေပေးတာပါထိုင်းနိုင်ငံကဘာဖြစ်လို့စိုက်သွေးရေးမှာပိုကောင်းနေလဲဆိုတော့ဒီမှာဒီအပင်ဝဲကြည့်ပါဒီပင်ဆိုရင်ဒါအစာလုံးဝမကျွေးထားပါဘူးနောက်တစ်ခုကသူ့ကိုစိုက်ထားတာလည်းကျွန်တော်ဒီမှာအပင်ကိုဒီတိုင်းပဲသက်ဆိုင်ထားတာပါအောက်မှာဇက်ပင်နေနေပါအများကြီးပါအစီကိုဒီတိုင်းပဲချပြီးတော့မှလက်လေးနဲ့ဖုံထားခဲ့တာကိုအပင်ကလက်လောက်နဲ့ဒါခဏလေးအတွင်းမှာဒီပင်ဆိုတာဘယ်တော့မှမရှိသေးဘူးဒါအဲ့ဒီအတွင်းမှာဟိုဒါတော်လေးကိုမှဒါတီးတော့မဲ့အခြေအနေတစ်ခုအောင်ရောက်ရှိနေပြီပေါ့နော်သူရဲ့နေသီးလွာဘယ်လောက်အားကောင်းလဲဆိုတာပေါ့နောက်တစ်ခုကကျွန်တော်တို့တည်တည်ချာစနစ်တကျစိုက်မယ်ဆိုလို့ရှိရင်တော့တွင်းအကျယ်2ပေပတ်လိုက်လောက်တူးမယ်အနက်ကို1ပေခွဲလောက်တူးပြီးတော့မှအထဲထဲမှာဟိုထဲထဲမှာတို့ဟိုနွားချီဆွေးတို့လို့လက်ဆွေးတို့လို့ဒါဆွေးတွေပေါ့နော်အပုပ်တွေကိုခံပြီးတော့မှထဲမှာထည့်မယ်ထည့်ပြီးတော့နွားချီတွေပါတယ်ဆိုလို့ရှိရင်လည်းအငွေ့တက်တယ်ပေါ့နော်ဒီကို15ရက်လောက်အငွေ့တက်ထားပြီးတော့မှပြီးတော့မှစိုက်သွေးပါရေပုံမှန်လေးလောင်းပေးပါဆိုတော့အဲ့ဒီမှာစိုက်သွေးပြီးတော့မှဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကောင်းမွန်တဲ့အပင်တက်လာမှာပေါ့နော်အခုဟိုလောလောဆယ်မှာတော့ဒါကတော့ကျွန်တော်စထားတဲ့အပင်ပဲဆိုတော့ဒီအပင်မှာဆိုရင်လို့ရှိရင်တော့သူတို့ရဲ့ထိုင်းနိုင်ငံမှာဆိုတော့သူတို့ရဲ့ဒီကကောင်းမွန်တဲ့အတွက်ကြောင့်ဘာမှထည့်ရမလို့ပဲတော်တော်ကောင်းမွန်ပါတယ်နောက်တစ်ခုကကျတော့ဒါကဂိုင်းကူးထားတာမဟုတ်ပါဘူးဒါအစီကိုစိုက်ထားတာပါဂိုင်းကူးမယ်ဆိုလို့ရှိရင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ထားပြီးကြပါအောင်နောက်ထပ်သိချင်တာရှိရင်တော့အောက် comment လေးမှာရေးထားခဲ့ပေးကြပါဆိုတော့နောက်ထပ်ဒီသနာကောင်းတွေလို့ကျွန်တော်ဆက်လက်ပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်